လီနော်မန်ကတ်ထုတ်ရဲ့မူရင်းမှာ36ကတ်ပါပါတယ်။အခုနောက်ပိုင်းအတစ်ထွက်လာတဲ့ကတ်ထုတ်တွေမှာတော့ကတ်အပိုတွေထည့်ပေးထားတာမျိုးရှိပေမဲ့လည်းသူ့ရဲ့အခြေခံကတော့36ကတ်ရှိတာဖြစ်ပါတယ်။လီနော်မန်ကတကတ်သေးဖက်လေးမရှိပါဘူး။2ကတ်တွဲ3ကတ်တွဲဖက်မှအဓိပ္ပာယ်ပြည့်စုံပါတယ်။နာမည်အကြီးဆုံးလီနော်မန်ဖက်နည်းကတော့ Grand Tableau လို့ခေါ်တဲ့ကတ်36ကတ်လုံးကိုခင်းကျင်းပြီးတော့ဖက်တဲ့နည်းဖြစ်ပါတယ်။ဒါအပြင်9ကတ်တွဲ6ကတ်တွဲကြက်ချီကတ်ပုံစံပီရမစ်ပုံစံနဲ့ Celtic Cross ဖက်နည်းတွေကိုလည်းအသုံးပြုကြပါတယ်။အခုမှစပြီးလေ့လာမဲ့သူတွေအတွက်ကတော့နှစ်ချက်တွဲဖက်တာအကောင်းဆုံးပဲဖြစ်ပါတယ်။နှစ်ချက်တွဲမဖက်ခင်တစ်ချက်ချင်းစီရဲ့အဓိပ္ပာယ်တွေကိုသေချာနားလည်ထားဖို့ကအရန်ကိုအရေးကြီးပါတယ်။ကတ်တကတ်ချင်းစီရဲ့ရေဘူးရအဓိပ္ပာယ်တွေကိုနောက်နေ့တွေမှာဝေမျှပေးတော့မှာဖြစ်လို့စိတ်ဝင်စားရဆိုလို့ရှိရင် comment မှာအပြည့်အောင်အသေးပုံလေးမှတ်ခဲ့ပြီးတော့ follow လုပ်ခဲ့ပါ။ YouTube နဲ့ Telegram Channel မှာလည်းဗီဒီယိုအရှည်တွေနဲ့ ebook file တွေကိုဖြည်းဖြည်းချင်းမျှဝေပေးသွားမှာဖြစ်လို့အခုပြထားတဲ့ channel တွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် join ထားလို့ရပါတယ်။